္ဂလာပါ2025ခုနှစ်ဇွန်လ18ရက်အတွက် Burma Briefing ရဲ့ညနေပိုင်းသတင်းအစီအစဉ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ငလင်ပြီးနောက်ပိုင်းလေကြောင်းတိုက်ခိုက်မှုအတွင်းသေဆုံးသူ900နီးပါးရှိလာပြီဆိုတဲ့သတင်း။ရန်ပုံငွေဖျက်တောက်ခံရမှုတွေကြောင့်နိုင်ငံတွင် HIV/AIDS ပပျောက်ရေးကြိုးပမ်းမှုတွေကိုထိခိုက်လာတယ်ဆိုတဲ့သတင်း။အစ္စရေးရဲ့ဒုံးကျည်နဲ့တိုက်ခိုက်မှုကြောင့်အီရန်ရုပ်သံထုတ်လွှင့်မှုပြတ်တောက်တယ်ဆိုတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ငလင်လှုပ်ခတ်မှုအပြီးမတ်လ28ရက်မှဇွန်လ13ရက်နေ့အတွင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသူ492ဦးရှိပြီဖြစ်တယ်လို့သိရပါတယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်ပြည်သူတွေဒုက္ခခံစားနေရချိန်မှာအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသူ492ဦးနဲ့ဒဏ်ရာရရှိသူ1011ဦးရှိလာပြီဖြစ်တယ်လို့မြို့သားညီညွတ်ရေးအစိုးရ NUG ကဒီနေ့ဇွန်လ18ရက်နေ့မှာထုတ်ပြန်ပါတယ်။ငလင်အပြီး3လမပြည့်မီစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပေါင်း989ကြိမ်ပြုလုပ်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဆိုထားပါတယ်။သေဆုံးသူတွေထဲမှာအသက်18နှစ်အောက်86ဦး18နှစ်အထက်သေဆုံးသူ162ဦးနဲ့မိသူမိဘမှမတတ်မှတ်နိုင်သူ255ဦးဖြစ်တယ်လို့ဆိုပါတယ်။ဒဏ်ရာရရှိသူစီးရင်မှာတော့အသက်18နှစ်အောက်205ဦးအသက်18နှစ်အထက်226ဦးနဲ့မိသူမိဘမှမတတ်မှတ်နိုင်သူ980ဦးဖြစ်တယ်လို့ဆိုပါတယ်။ထုတ်ပြန်ထားတဲ့အချက်လက်တွေအရမန္တလေးတိုင်းတွင်မှာလေကြောင်းတိုက်ခိုက်မှုပေါင်း158ကြိမ်နဲ့အများဆုံးဖြစ်ခဲ့ပြီးသေဆုံးသူ106ဦးရှိခဲ့ပါတယ်။လေကြောင်းတိုက်ခိုက်ခံရမှုဒုတိယအများဆုံးကစကိုင်းတိုင်းဖြစ်ပြီးတိုက်ခိုက်မှုပေါင်း133ကြိမ်ရှိခဲ့ပါတယ်။လေကြောင်းတိုက်ခိုက်မှုတွင်သေဆုံးသူ154ဦးနဲ့ဒဏ်ရာရရှိသူ322ယောက်ရှိပြီးထိခိုက်မှုအများဆုံးဒေသဖြစ်ခဲ့ပါတယ်။ငလင်ပြီး3လနီးပါးအတွင်းကရင်ပြည်ဒေသမှာလေကြောင်းတိုက်ခိုက်မှု9ကြိမ်နဲ့အနည်းဆုံးရှိခဲ့ပေမဲ့17ဦးသေဆုံးပြီး15ဦးဒဏ်ရာရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ American နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID ရဲ့ရန်ပုံငွေတွေဖြတ်တောက်လျှော့ချခံရမှုဟာဖွံ့ဖြိုးတိုးတက်မှုအနှိမ့်ပါဆုံးဖြစ်တဲ့မြန်မာနိုင်ငံက HIV/AIDS ပပျောက်ရေးကြိုးပမ်းမှုတွေကိုကြီးလေးတဲ့သက်ရောက်မှုတွေရှိရလို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်အမတ်ကြီးဦးကျော်မိုးထွန်းကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ဇွန်လ16ရက်နေ့ကအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂအထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးမှာပြုလုပ်တဲ့ Declaration of Commitment on HIV/AIDS အကောင့်ထဲပေါ်ဆောင်မှုနဲ့ HIV/AIDS နိုင်ငံရေးကြေညာစာတမ်းကိုဆွေးနွေးရမှာတန်အမတ်ကြီးဦးကျော်မိုးထွန်းကပြောဆိုလိုက်တာပါ။မြန်မာနိုင်ငံဟာ HIV ကူးစက်ရောဂါအသစ်တွေတွေ့ရှိရတဲ့ကမ္ဘာနိုင်ငံ35နိုင်ငံတွေကတစ်နိုင်ငံဖြစ်ကြောင်းဖွံ့ဖြိုးတိုးတက်မှုအနှိမ့်ပါဆုံးဖြစ်တဲ့နိုင်ငံတစ်နိုင်ငံမှာ HIV ကူးစက်ခံရပြီးပါလူနာအများစုကမိတ်ဖက်နိုင်ငံတွေစီကအကူအညီကိုမှီခိုနေရတာဖြစ်တဲ့အတွက်ရန်ပုံငွေဖြတ်တောက်တာဟာယောဂသည်တွေပေါ်ကြီးမားတဲ့သက်ရောက်မှုရှိရလို့ဆိုပါတယ်။လက်ရှိမှာရန်ပုံငွေဖြတ်တောက်မှုတွေကြောင့်ဝန်ဆောင်မှုတွေနဲ့စာအုပ်တွေပိတ်နာရတာကုန်စည်စီးဆင်းမှုထိခိုက်တာနဲ့အရက်ဖက်လူမှုအဖွဲ့အစည်းတွေလှုပ်ဆောင်နေတဲ့လုပ်ငန်းတွေရပ်နားရတာက HIV စီစဉ်တွေကောင်တယ်ပေါ်ဆောင်မှုကိုလက်ငင်းအန္တရာယ်ဖြစ်ပေါ်စေရလို့ထည့်သွင်းပြောဆိုထားပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာသူ့သမ္မတရာထူးပြန်လည်ရယူပြီးပထမဆုံးနေ့မှာပဲအမေရိကန်ရဲ့နိုင်ငံခြားအထောက်ပံ့တွေကိုရပ်ပေါင်း90ဆိုင်းငံ့ထားလိုက်တယ်လို့သမ္မတအမိန့်ကိုထုတ်ပြန်ခဲ့ပါတယ်။အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID ရဲ့ဘတ်ဂျက်ဟာဒေါ်လာ42.8ဘီလီယံရှိပြီးဒါဟာတစ်ကမ္ဘာလုံးမှာပေးအပ်နေတဲ့လူသားချင်းစာနာမှုအကူအညီအားလုံးရဲ့42%ရှိရလို့သိရပါတယ်။အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID ရဲ့ရန်ပုံငွေဖြတ်တောက်လျှော့ချလိုက်တာဟာကမ္ဘာအနှံ့ကလူသားချင်းစာနာမှုလုပ်ငန်းတွေအတွက်အကျပ်အတည်းတွေကြုံတွေ့လာနိုင်စေတယ်လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ကပြောဆိုထားပါတယ်။တီဟီရန်ကအီရန်ရဲ့နိုင်ငံပိုင်သတင်းဌာနမှာသတင်းကြေညာနေတော့အစ္စရေးရဲ့ဒုံးကျည်တစ်စင်းထိမှန်တဲ့အတွက်အီရန်သတင်းကြေညာသူအမျိုးသမီးရုပ်သံစတူဒီယိုတွေကထွက်ခွာခဲ့ရပြီးတိုက်ရိုက်ထုတ်လွှင့်မှုလည်းရပ်ဆိုင်းသွားခဲ့ရပါတယ်။ဇွန်လ16ရက်ကဖြစ်ပျက်ခဲ့ပုံရတဲ့ဒီတိုက်ခိုက်မှုကြောင့်ဝန်ထမ်းတော်တော်များများသေဆုံးခဲ့တယ်လို့အီရန်အစ္စလာမစ်သတင်းဌာနနယ်ဝတ်ကဆိုပါတယ်။ Burma Briefing ရဲ့ညနေပိုင်းသတင်းအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။